ဘုဇင်ကတုတ်ကိုရွတ်လို့ယောဂပျောက်တယ်ဆိုတာကိုဗုဒ္ဓဘာသာဝင်တွေပဲမှာအလွန်မှအတိများတယ်ဒီကိစ္စကနော်ငယ်ငယ်တည်းကစသိထားကြတဲ့အကြောင်းအရာတစ်ခုပေါ့ဒါလည်းပဲမြတ်စွာဘုရားကိုယ်တိုင်ယောဂဖြစ်လို့ရှင်စုံနာကိုခေါ်ပြီးတော့จิตသားစုံနာသင်ရဲ့ဉာဏ်ထဲမှာဘုဇင်တရားတွေကိုထင်ရှားစေလောဘုဇင်ရွတ်ခိုင်းတယ်ဘာဘူးလို့စုံနာကိုရွတ်ခိုင်းရတယ်လဲသူကသူဆင်ញင်လို့မရနိုင်ဘူးလားစဉ်းစားရရှိရွတ်ဖတ်မှုဆိုတဲ့အတန်ကိုနားထောင်ရခြင်းဟာအားတစ်ခုကိုဖြစ်စေလိမ့်မယ်ဒီအတန်မှာစွမ်းအားတစ်ခုခုရှိလိမ့်မယ်ဆိုတာကိုဘုန်းကြီးကတော့တွေးမိတယ်အဲ့ဒီအတန်ရဲ့စွမ်းအားနော်အဲ့ဒါကိုလည်းကိုယ်တိုင်မရွတ်ဖဲနဲ့ဘာလို့ဒီတယောက်ကိုဒီတစ်ပါးကိုရွတ်ခိုင်းတယ်လေကိုယ်တိုင်ကမကြမ်းမှဖြစ်နေတဲ့အခါကျတော့ရွတ်ဖတ်ရတာပင်ပန်းတဲ့အပိုင်းရှိကောင်းရှိမယ်ဒါဘုန်းကြီးကတော့ဝေဘာနာဝါသနာပါလို့ဝေဘန်းနေတာပဲဟုတ်လားမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဝေဘန်းစီခြင်းတာပဲဟုတ်လားနောက်မြတ်စွာဘုရားဆိုတာဘာတော့အကုန်လုံးဝေဘန်းနဲ့စီစစ်တယ်နော်အဲ့ကြတဲ့မြတ်စွာဘုရားစုံနာကိုဒီဘုဇင်တရားတွေကိုတင့်ရဲ့ဉာဏ်မှာထင်ရှားစေလို့ဆိုတော့ရှင်စုံနာရွတ်တယ်ရွတ်တော့မြတ်စွာဘုရားတည်တည်ချာချာစူးစိုက်ပြီးတော့နာယူတယ်နော်မြတ်စွာဘုရားတရားကိုအလွန်မှအလေးထားတယ်နော်လူစူးစိုက်ပြီးတော့နာတဲ့အခါမှာဘုဇင်တရားဆုံးပြီဆိုတော့မြတ်စွာဘုရားတန်တန်မှာဘုဇင်တရားတွေကအလွန်မှကောင်းပါပြီဆိုတာဘုဇင်တရားတွေကအလွန်မှကောင်းပါပြီဆိုတာအဲ့ဒီမှာဘုဇင်တရားကိုရွတ်တယ်လို့ပြောတဲ့နေရာမှာဘုဇင်ရဲ့အစွမ်းတတ္တိလေးတွေကိုပါပြပြီးတော့မြတ်စွာဘုရားဟောထားတဲ့အတိုင်းရွတ်တာပါရှင်စုံနာကဟုတ်လားဒီဘုဇင်ခုနှစ်ပါးဟာပွားများမယ်ကျင့်ဖန်များဆိုတာမိမိတန်တန်မှာဖြစ်အောင်ကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်အဘိညာယတံမောဒယနိဗ္ဗာနယသံဝတ္တန္တိနော်ယုံနာကိုအနိစ္စဒုက္ခအနတ္တလို့သိတယ်လို့ဆိုတဲ့ထူးသောဉာဏ်ဖြင့်သိခြင်းကသစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတယ်လို့ဆိုတဲ့တံမောဒယထိုးထွင်းပြီးတော့သိခြင်းအလုံးကနိဗ္ဗာန်ချမ်းသာကိုဒီဘဝနဲ့ကျင့်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်လိမ့်မယ်လို့ဆိုတဲ့နိဗ္ဗာန်တ္တသစ္စိကိရိယာယလို့ဆိုတဲ့နိဗ္ဗာနယသံဝတ္တန္တိအကျိုးကျေးဇူးဘယ်နှမျိုးတော့၃မျိုးဝိပဿနာဉာဏ်ကိုရမယ်မဲ့ဉာဏ်ကိုရမယ်ဖို့ဉာဏ်ဖြင့်ဒီဘဝနဲ့နိဗ္ဗာန်ချမ်းသာကိုကျင့်မှန်များစွာမျက်မှောက်ပြုပြီးတော့နေရလိမ့်မယ်တတ္တိမေဘုဇင်ကဘဂဝတာသမ္မာဒက္ခတာဘာဝိတာဘဟုလိကတာအဘိညာယသံမောဒယနိဗ္ဗာနယသံဝတ္တန္တိအဲ့ဒါကိုဘုဇင်ခုနှစ်ပါးတပါးချင်းစီမှာအဲ့ဒီတိုင်းရွတ်တယ်နော်မြတ်စွာဘုရားကောင်းစွာဟောထားတဲ့ဟောဒီတတိတန်ဘုဇင်တရားဟာပွားများမယ်ကျင့်မှန်များစွာမိမိတန်တာမှာဖြစ်အောင်ကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်ထူးသောဉာဏ်ဖြင့်သိခြင်းကထိုးထွင်း၍သိခြင်းကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းကဖြစ်ပါလိမ့်မယ်ဖေဟာတလုံးချင်းဟောတာနော်ခုနှစ်ပါးအဲ့ဒါအဆုံးသတ်မှာဘာဖြစ်တော့ဘုဇင်တရားတွေကကောင်းလေစွာအလွန်မှကောင်းလာပါတကားဘုဇင်တရားရဲ့ပုံမှာအဲ့ဒါလိုမြတ်စွာဘုရားပီတိဖြစ်တယ်ပေါ့နော်ကျင့်တတ်တယ်နှစ်သက်တယ်အဲ့ဒါလိုလည်းဖြစ်လဲပြီးရောမြတ်စွာဘုရားရဲ့တန်တန်မှာဆွဲကပ်နေတဲ့ယောဂဝေဒနာဟာပျောက်ကင်းသွားတယ်နောက်ထပ်ဘယ်မထေရီယောဂပျောက်တယ်လို့ကြားဖို့ထားသေးလဲရှင်မကတ္တပရဲ့ရှင်မမောက္ကလံရဲ့အဲ့ဒါကြတော့မြတ်စွာဘုရားကိုယ်တော်တိုင်သွားဟောတာပါတဏှာစီမှာတစ်ချိန်ဒီမှာဖြစ်ခဲ့တဲ့ဖြစ်ရပေါ့နော်အဲ့ဒါလည်းဒီလိုပဲမြတ်စွာဘုရားဘုဇင်ခုနှစ်ပါးရဲ့နော်သဘောတဘာဝနဲ့စွန့်ရည်တတ္တိကိုဟောပြတဲ့အချိန်မှာအရှင်မြတ်တည်းရဲ့စိတ်ထဲမှာဘုဇင်တရားဟာကောင်းလာပြီဆိုတာအလွန်မှကောင်းပါပြီလားအဲ့ဒါလိုမျိုးဘုဇင်တရားရဲ့ပုံမှာကောင်းတယ်လို့နားလည်မှုပညာဒါသူတို့အနေနဲ့အသောကုန်ခရဟန္တာဖြစ်ပြီးသားပုဂ္ဂိုလ်ကြီးတွေပဲသို့တော်ဒီဘုဇင်တရားကိုအထူးပြုပြီးတော့ဒီဘုဇင်တရားရဲ့နော်ဂုဏ်တတ္တိတွေဟာအလွန်မှကြီးမားလှပါလားဆိုတော့ထပ်ပြီးတော့ဘာဖြစ်သွားတာတော့ဆင်ញင်မိသွားတယ်လို့ဘုန်းကြီးကတော့အဲ့လိုတွေးမိတယ်အဲ့ဒါကြောင့်မို့လို့ဘာဖြစ်သွားတာယောဂပြောက်သွားတယ်နော်ဒါကဘုဇင်တရားရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုပေါ့